စီချင်းဟာခရီးပို့ဆောင်ခြင်းတစ်စိတ်ပြားနဲ့စီရှဲ့ထုံတွေးမြက်အိမ်ခုနှလုံးမျိုးကိုရောက်ရှိလာပြီးဟိုဟိုဒီလိုက်ကျင်းနေတယ်ဒီနေရာမှာမျိုးကွဲအငွေ့တက်လည်းမရှိပါလားဆိုပြီးပြောလိုက်ပါတယ်တူးဆေးမှာတစ်စိတ်ပြားစစ်နေတဲ့အမျိုးသမီးထံတွားလိုက်ပြီးထိုမျိုးသမီးမှဒီကိုပါကိစ္စနဲ့လာတာလဲလမ်းပြကြောက်စိန်ပြားထုတ်ပြဆိုလို့စီချင်းကတူးစီကပါလာတဲ့ကြောက်စိန်ပြားတစ်စိတ်တုံးကိုထုတ်ပြလိုက်ပါတယ်ဂိုင်းတဲကိုဝင်ဖို့လာတဲ့ဂိုင်းတူညီလေးပါလားဆိုပြီးဒီနေရာရောက်ရင်ကြောက်စိန်ပြားကိုတေချာတိန်တာမြဲမြဲမှတ်ထားရမှာကဒီမှာနေရင်လူတွေဆိုရင်ပထမ3ရက်ပဲအခမဲ့နေရမယ်အဲ့ဒီနောက်ပိုင်းကျရင်ပံ့ပိုးမှုအမှတ်30ပေးသွင်းရမယ်ရှီရှင်ကပြန်မေးလိုက်တယ်ပံ့ပိုးမှုအမှတ်ကဘာလဲမေးတဲ့အခါထို့အမျိုးသမီးမှနောက်ကျရင်တိလာလိုက်မယ်အခုတော့ရှီရှဲ့ထုံတွေးမြဲအိမ်မျိုးတော်မှာပျော်စင်ပါစေလို့ရှီရှင်ကိုဆူတောင်းပေးလိုက်ပါတယ်မျိုးကိုရေတကွန်စိတ်ကံပါးတွေနဲ့တိဆောက်ထားပြီးအပေါ်ကနေကြည့်လိုက်ရင်အလွန်လှပတဲ့မျိုးတစ်မျိုးလိုခံစားရတယ်မြို့တဲ့စီလူတွေကစီကားနေတဲ့လမ်းမပေါ်မှာရှီရှင်းကလမ်းဆောင်နေတယ်ခဏအကြာစံတမ်းမှုဖြစ်စုမဲ့နေရာစီကိုရှီရှင်းရောက်လာခဲ့တယ်အကြီးအကဲတယောက်ကဂိုင်းတဲဝင်ဖို့စံတမ်းမှုပြုလုပ်ဖို့လူတွေတူနောက်ကိုလိုက်ခဲ့ဖို့အားလုံးကိုပြောလိုက်ပါတယ်ဂိုင်းဝင်စစ်ဆေးမှုပြုလုပ်မဲ့ကွင်းမြင့်ကြီးထဲမှာဖြည့်စုမဲ့လူတွေစောင့်နေကြပြီးအစိမ့်မှာတယောက်ပြီးတယောက်မှော်ကြောက်တုံးပေါ်မှာလက်ဝါးကပ်ပြီးကျင်းစင်အောင်မအောင်စံတမ်းနေကြတယ်ရှီရှင်ရဲ့အစီကလူတွေကိုကြည့်ပြီးဒါကခန္ဓာကိုယ်တဲကမျိုးကွဲအတွင်ပြောင်းအမှတ်ကိုစစ်ဆေးနေတာပဲငါမှမျိုးကွဲဓာတ်မရှိတဲ့အကြောင်းပေါက်ကြသွားလို့မဖြစ်ဘူးဆိုပြီးသူ့ရဲ့ဘယ်ဘက်လက်မှာစီနေတဲ့မျိုးကွဲဓာတ်အနှဲငယ်ကိုခန္ဓာကိုယ်ထဲသို့စုပ်ယူလိုက်ပြီးဒီလောက်ဆိုရပါပြီဆိုပြီးသူ့နာမည်ခေါ်လို့အစိကကြောက်တုံးပေါ်မှာလက်ဝါးကတ်လိုက်တဲ့အချိန်မှာစီချင်းက43မှတ်ရွရွနဲ့အောင်ခဲ့တယ်ထို့အခါစစ်ဆေးနေတဲ့အကြီးကဲတယောက်ကဒီနှစ်စံတက်မှုမှာအကောလုံးကရွနဲ့ပဲအောင်နေကြတယ်တယောက်မှအရေးချင်းနဲ့အောင်တဲ့လူမရှိဘူးလို့ပြောပြီးလှည့်ထက်သွားဖို့ပြင်တဲ့အချိန်မှာပောက်ကွဲတံအကျယ်ကြီးဖြစ်ပေါ်လာပြီးကြောက်တုံးမှာတုတ်ပြန်မှုရှိနေသေးတဲ့ခဏအကြာပုံရိပ်ရောင်မျက်လုံးထွက်ပေါ်လာပြီးဒါဟာနတ်ဖျားငွေတက်ပဲအရင်ကတူတို့မြို့မှာပြက်စီးသွားတဲ့အကြောင်းအရာတွေခေါင်းနဲ့ပြန်စဉ်းစားမိပြီးမဟုတ်သေးဘူးဒါကဆင်လူယုံလေးပဲဒါပေမဲ့ငါတို့မျိုးကနတ်ဖျားမျက်နှာအစွမ်းနဲ့ဆင်ရင်တော့အများကြီးกว่าဒီမှာရှီရှင်းကတတိထားမိလာတယ်အကြီးအကဲတယောက်ကကြောက်တိုင်ထဲမှာချိတ်ပိတ်ထားတဲ့နတ်ဖျားတွေးဆက်ကအတက်ဝင်လာပြီးဒါကတောင်ထုတ်တခင်ကသူတဘောကြတဲ့လူအတွက်အထူးစီစဉ်တာပေးတဲ့စန်တက်မို့တစ်ခုပဲဒါမှမဟုတ်ဒီကောင်လေးကတောင်ထုတ်တခင်ရဲ့အမှတ်တစိတ်ကြီးစိတ်ကိုရထားတဲ့ကောင်လေးများလားဆိုပြီးအကြီးအကဲကသူတို့ထင်မြင်တာတွေကိုပြောနေကြတယ်စီချင်းကနတ်ဖျားရဲ့ဖိနှိပ်မှုကိုတောက်ခံထားပြီးဒီလိုနတ်ဖျားရဲ့အကျွင်းကြံမပြောနဲ့ဒီထက်ကြီးတဲ့နတ်ဖျားဆွမ်းအားတော်ငါ့ကိုဒူးထောက်အောင်မလုပ်နိုင်ဘူးငါ့ကိုဒူးထောက်အောင်လုပ်ဖို့စူးစမ်းမနေနဲ့အိမ်မက်တောင်မက်နေနဲ့ငါဘယ်တော့မှမင်းရဲ့အရှိမဒူးမထောက်ဘူးလို့အော်ပြောလိုက်ပါတယ်နတ်ဖျားမျက်လုံးကကြည်မွားပျက်စီးသွားပြီးရှီရှင်ကဆန်တက်မှုကိုအောင်မြင်ခဲ့တယ်လို့ဗဇက်ကနေလည်းတွေးအနေနဲ့အံထွက်သွားခဲ့တယ်အကြီးအကဲတယောက်ကရှီရှင်အနားကိုလာပြီးစီချင်းကခန္ဓာကိုတန့်စင်ခြင်းအဆင့်ကတွေးဆိုင်အင်နဲ့အရေးအတွင်ပြောင်းနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီးချီစုဆောင်ခြင်းအဆင့်ခုမှာကိုပြေဝအဆင့်ကိုရောက်ရှိပြီးတဲ့အပြင်တိုက်ခိုက်ရေးစွမ်းရည်ပါရှိနေပြီးရှီရှင်းကိုဖြည့်ဆို့ဖို့ကင်းလွှတ်ခွင့်ပေးလိုက်ပါတယ်ပထမနေရာကိုရှီရှင်းကိုပေးလိုက်ပြီးလို့ကြေညာလိုက်ပါတယ်ကြံတဲ့စံတက်မှုကိုဖြည့်ဆွေရမလို့တော့ဘူးဆက်လက်ပြီးဖြည့်ဆို့နိုင်တဲ့လူတွေကိုလည်းဒီအဆင့်မှာအောင်မြင်တဲ့လူတိုင်းကိုတယောက်ချင်းစီကိုပံ့ပိုးမှုအမှတ်1000စီစုချမယ်စီချင်းကတော့ပထမနေရာကိုရထားတော့ပံ့ပိုးမှုအမှတ်1000ရရှိသွားပြီလို့ကြေညာလိုက်ပါတယ်အကြီးအကဲတယောက်ကစီချင်းကိုတနေရာခေါ်သွားပြီးသူတိထားရမယ့်အရာတွေကိုရှင်းပြနေတယ်အကြီးအကဲကစီချင်းကိုမေးလိုက်တယ်ဒီမျိုးကိုဘယ်လိုမြင်တယ်လဲစီချင်းကအလွန်တာယာတဲ့မျိုးတစ်မျိုးဖြစ်ကြောင်းပြောလိုက်တဲ့အခါအကြီးအကဲကနေဘက်ဖြစ်နေလို့တာယာတဲ့မျိုးဖြစ်နေတာညဘက်ရောက်ရင်နောက်ထပ်ထူးဆန်းတဲ့မြင်ကွင်းမျိုးကိုမင်းထပ်မြင်ရမယ်ဆိုပြီးရှင်းပြနေတယ်တေချာမှတ်တာတောင်အောက်မှနေရင်ပံ့ပိုးမှုအမှတ်ကလူတွေရဲ့အတက်လောက်အရေးမကြီးဘူးဆိုတာတေချာမှတ်ထားဖို့တခါတည်းပြောလိုက်တယ်တခြားစံတက်မှုမှာအောင်လာတဲ့လူ3ယောက်တူတို့စီရကိုရောက်ရှိလာပြီးအကြီးအကဲပြောပြမဲ့နေရအကြောင်းကိုတေချာမှတ်ထားကြတယ်အကြီးအကဲကတူတို့အားလုံးကိုပင်လယ်အတွင်ပြောင်းကျန်းရဲ့ကျင်းစင်တွေကိုတယောက်တစ်ခုစီပေးလိုက်တယ်တေချာလေ့ကျင့်ဖို့လည်းမှားလိုက်သေးတယ်ငါတို့ရဲ့တောင်ထုတ်ကိုထိန်းချုပ်ထားတာကနန်းဟွန်းတောင်ပိုင်းဇာမနီပြည်နယ်ရဲ့အကြီးဆုံးစိတ်ကမ်းပဲငါတို့တောင်ထုတ်ကတပည့်တွေရဲ့ကျင့်ကြံမှုရဲ့အဓိကတော့ချက်ကဓမ္မတင်မောကငါတို့အတွက်အဓိကအရေးကြီးဆုံးပဲဓမ္မတင်မောကိုပံ့ပိုးမှုအမှတ်တသိန်းစီနဲ့ဝယ်လို့ရတယ်ဒါပေမဲ့လှေအတေးစားတွေကတော့ဝိညာဉ်ကြောက်တုံ100နဲ့ဆိုဝယ်လို့ရတယ်လှေအတေးစားမှာကျင့်ကြံရင်တောင်ကျင့်ကြံခြင်းအစစ်ကိုအလင်းအမြန်တိုးစေတယ်ထို့အခါလူငယ်တယောက်ကဒုတိယတောင်ထုတ်ရဲ့ဝိညာဉ်ဆက်ကူနဲ့လှေငယ်တစ်စင်းဝယ်ခဲ့တယ်ရှီရှင်ကလည်းကျင့်ကြံကံလူတာနဲ့ဝိညာဉ်ကြောက်တုံ100နဲ့လှေငယ်တစ်စင်းဝယ်ယူခဲ့တယ်အကြီးအကဲကသူတို့2ယောက်ကိုလှေငယ်တစ်စင်းစီပေးလိုက်ပါတယ်နင်တို့2ယောက်တာဝန်ကျတဲ့ဌာနမှာအမှုထမ်းရင်ပံ့ပိုးမှုအမှတ်ကိုရယူနိုင်တယ်မင်းတို့ရဲ့တစိပ်ပြားပေါ်မှာကိုထမ်းရမယ့်ဌာနတွေကိုဖော်ပြထားတဲ့အကြီးအကဲကသူတို့ကိုတောင်အောက်မှာအမှုတွားထမ်းဖို့ပြောလိုက်ပါတယ်စီစင်ကလူစိုးဖန်းဌာနမှာတာဝန်ကျပါတယ်
စီချင်းကတောင်အောက်မှာတင်မောချင်းကိုတွားဖို့လမ်းကိုလိုက်ဆနေတယ်ထိုအခါကောင်းကင်ဟာမဲမှောင်လာပြီးချက်ချင်းဆိုသလိုအမှောင်အတိတို့ပြောင်းလဲတွားပြီးလမ်းပေါ်ရှိလူများကတူတို့အိမ်စီကိုအတီတီဝင်လိုက်ပြီးအိမ်တွေကတကားများမှာပိတ်လိုက်ကြပါတယ်သူအစေကလူတွေထွက်ပေါ်လာပြီးလူတစ်ယောက်ကကြံတစ်ယောက်ကိုဓာတ်နဲ့တက်လိုက်ပြီးတေဆုံးသူရဲ့တစိမ့်ပြားကပံ့ပိုးမှုအမှတ်တွေကိုကူးယူနေတာမြင်နေရတယ်ဒီမှာကလူအတက်ထက်ပံ့ပိုးမှုအမှတ်ကတာအရေးကြီးဆုံးပဲထိုမြင်ကွင်းကိုမြင်နေရတဲ့စီချင်းအတွက်တော့ဘာမှထူးဆန်းနေတဲ့အရာများမဟုတ်ပါဘူးတူနေခဲ့တဲ့မြို့ပြက်များမှာဒီလိုမြင်ကွင်းမျိုးပဲမဟုတ်လားစီချင်းကအစိတ်ကိုဆက်သွားခဲ့ပြီးသူ့အစိတ်မှာကြောက်မက်ဖွဲ့ရအဆောက်အုံတစ်ခုကိုတွေ့လို့ခဏရက်ကျင့်နေတယ်ထိုအခါမိန်းကလေးတဦးကိုလူတစုကအနောက်ကနေလိုက်ဖမ်းနေတာမြင်ရပြီးစီချင်းကဒီအတိုင်းရက်ကျင့်နေတဲ့အချိန်ထိုအမျိုးသမီးမှယေဒနာတွေကိုငါခိုးလာပြီးနင်ဘာလို့ဒီမှာစောင့်နေသေးတာလဲဆိုပြီးစီချင်းနဲ့တူနဲ့တစ်ဖွဲ့တည်းထင်းအောင်အနောက်ကလူတွေအထင်လွဲအောင်အော်ပြောလိုက်ပါတယ်ထိုမိန်းကလေးကပြေးထွက်သွားပြီးအနောက်ကလိုက်နေတဲ့လူတစုကစီချင်းအနားကိုရောက်လာတဲ့အခါစီချင်းကငါအဲမိန်းကလေးကိုမတိဘူးလို့ပြောလိုက်ပါတယ်ကောင်လေးမင်းတိမတိငါတို့နဲ့ဆိုရင်ကန်ဆိုးတာပဲဆိုပြီးစီချင်းကိုဓာတ်နဲ့ဝင်တိုက်ခိုက်ပါတယ်စီချင်းကဆောင်းလိုက်ပြီးရန်သူလက်ထဲကဓာတ်ကိုလူယူလိုက်ပြီးသူ့ရဲ့ဓာတ်နဲ့သူ့ရဲ့လက်ဘင်းကိုခုတ်လိုက်ပါတယ်ပြီးတော့တယောက်ပြီးတယောက်ကိုလည်းလက်ဘင်းနေရကိုပဲထုတ်ချင်းပေါအောင်အတေတက်လိုက်ပါတယ်အနောက်မှာကြံနေတဲ့တယောက်ကထွက်ပြေးသွားလို့မြေမှာကျနေတဲ့ဓာတ်ကိုခြေနဲ့ကန်လိုက်တဲ့အခါထိုလူပေါက်မှာဓာတ်ကစိုက်ဝင်သွားပြီးစီချင်းကအနားကိုတွားလိုက်တဲ့အချိန်မှာထိုလူကမတက်ဖို့တောင်းပန်ပေမဲ့စီချင်းရဲ့ဗီဇအတိုင်းလက်ဘင်းကိုပဲဓာတ်နဲ့ခုတ်လိုက်ပါတယ်ထိုအခါအုတ်ထုတ်ဆောင်ထားတဲ့အဖိုးကြီးတယောက်ကစီချင်းအနောက်ကနေပြီးအလောင်းကောင်တွေရောင်းမလားဆိုပြီးအနာကပ်ပြီးပြောလိုက်လို့စီချင်းကခုန်ဆုတ်လိုက်ရတယ်ဒီအဖိုးကြီးသူ့နားကိုလာတာမတိလိုက်ရပါလားဆိုပြီးတွေးလိုက်ပါသေးတယ်အဖိုးကြီးကသူ့ကိုအလောင်းကောင်တွေပေးရင်သူ့တဲခုကမ်းမှာတညအလဲကားပေးတဲမဲ့ဆိုပြီးပြောလိုက်ပေမဲ့စီချင်းကမပေးပဲအလောင်းကောင်တွေကိုလက်ဆက်လက်နာဖျောက်လိုက်ပါတယ်ခမည်းကအလောင်းကောင်တွေကိုဘာလို့မလို့လဲမေးလိုက်တဲ့အခါမှာသူ့မွေးထားတဲ့တတဝါကိုကြွေးမလို့အဖိုးကြီးကပြောလိုက်ပါတယ်ခဏကပဲမင်းတိုက်ခိုက်နေတော့ငါအမှုတွားဖိပြီးမင်းကငါတကားဝါမှာလူတက်နေတယ်လို့လူဆိုးဖန်းဌာနကငါအကြောင်းကြားပြီးခဏနေနေကိုလာဖမ်းတော့မှလို့ပြောလိုက်တယ်ဒါပေမဲ့မင်းမအခွင့်အရေးတစ်ခုတော့ရှိပါသေးတယ်ငါကိုဝိညာဉ်တင်ကပြားတက်ရပေးရင်တူတို့မင်းကိုမဖမ်းဖို့ငါပြောပေးမယ်ခေါင်မှုပေါ်ကနေလူဆိုးဖန်းဌာနကလူတွေရောက်လာတဲ့အခါမြင်တော့အဖိုးကြီးကခဏကတင်ကပြားတက်ရနဲ့မရတော့ဘူးဈေးတက်သွားပြီးတင်ကပြား1000နဲ့မှရတော့မယ်ဆိုပြီးဖြူရှင်းကိုအကြက်ကင်ပါတော့တယ်လူဆိုးဖန်းဌာနကလူတွေရဲ့အနောက်ကနေအခွဲကိုဥဆောင်လာတဲ့လူကစီချင်းတောင်ဘာမှတိုက်ခိုက်ချိန်တောင်မရလိုက်ပဲထိုလူရဲ့လှုပ်ရှားမှုမှာအလွန်လင်းမြန်တဲ့အစိမ်နဲ့ဖြူရှင်းရဲ့အနောက်ကိုရောက်ရှိသွားခဲ့တယ်စီချင်းကဓာတ်နဲ့လှမ်းထိုးမှထိုးလူအဝေးကိုခုန်ထွက်ခဲ့တယ်သူ့လက်ထဲမှာလည်းစီချင်းစီကနေတခုခုယူလာတယ်ကြည်လိုက်တော့မှလူဆိုးဖန်းဌာနကတစိပ်ပြားဖြစ်နေလို့အချင်းချင်းပဲဆိုပြီးတစိပ်ပြားကိုစီချင်းထံပြန်ပေးလိုက်တယ်ထိုလူငယ်အဖိုးကြီးစီတွားလိုက်ပြီးသူကငါလို့ဌာနကပဲလူဆိုးတွေကိုလိုက်ဖမ်းနေတာတာဝန်ကိုနှောက်ဆက်လို့ခမည်းမနှက်ပြန်ရုံးမှာတင်ကားပြတက်ရလာဆောင်ရမယ်လို့ပြောလိုက်တဲ့အခါစီချင်းကတင်ကားတက်ရနဲ့မရဘူးတင်ကားပြ1000နဲ့မှရမယ်လို့ပြောလိုက်ပြီးခဏကဒီအဖိုးကြီးငါစီမှာတင်ကား1000လိန်တောင်းနေတယ်လို့ထိုလူငယ်ကိုပြောလိုက်တယ်ထိုလူငယ်ကလည်းဒါဆိုရင်အဖိုးကြီးကိုတင်ကားပြ1000လာဆောင်ဖို့ပြောလိုက်ပါတယ်ဒီစိတ်ကမ်းမှာလူတစ်တွေကိုတတ်မှတ်ထားတဲ့စိုက်ကမ်းမဲ့နေရာကိုတလားအလဲကပေးတုံးပြီးကြံလားတွေမှာပံ့ပိုးမှုအမှတ်3000ငှားရမ်းကားကိုလတိုင်းတက်တန်တူပေးရမယ်။လှိငယ်ထဲမှာစီချင်းတယောက်ပင်လယ်ပြင်အတွင်ပြောင်းကျင်းစင်ကိုကျင်းကျန်နေခဲ့တယ်။မှန်ထဲမှာတူးကိုတူပြန်ကြည့်ပြီးဒီမှာနေရင်အရင်ကလိုစုပ်တီစုပ်ပြက်နေစရာမလိုတော့ဘူး။တက်တက်လေးနေလို့ရပြီဆိုပြီးရေချိုးပြီးတာနဲ့တူးမျက်နှာပေါ်ကအညစ်အကြေးများကိုဆေးကြော့လိုက်ပြီးအင်ကြီးတက်တက်လေးဝှက်လိုက်တဲ့အခါမှာတူးရဲ့မျက်နှာမှာချော်မိုးလှပတဲ့လူတယောက်အတွင်တို့ပြောင်းလဲသွားခဲ့တယ်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်